Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Cherry Band တွေရဲ့အလှကိုတွားကြည့်ပြခဲ့ပါတယ်မထင်မှတ်ပဲရောက်သွားတာပါအဆောင်ရှိမှတငယ်ချင်းတွေနဲ့ဆုံပြီးတော့မထင်မှတ်ပဲသူတို့ခေါ်တာနဲ့လိုက်သွားပြတာပါလမ်းအဝေးတော့ဗီဒီယိုလမ်းမှာတော့မရိုက်ခဲ့ဘူးပန်းနေရှိနေတဲ့အကြောင်းမှာပဲရိုက်ဖြစ်တော့တယ်ဒီပန်းနေရလမ်းတလန်းလုံးမှာ Cherry Band မင်းနေရလဲအများကြီးပန်းပွင့်နေရရလဲအများကြီးပေါ့နော်ဒီပန်းနေကဘယ်နားမှာပွင့်နေရလဲဆိုလို့ရှိရင်ပြတိုက် Grand Canyon Museum ရဲ့ရှေ့မှာလမ်းတစ်ခုလုံးမှာ Cherry Band နေရလဲအများကြီးပန်းနေရလဲဒီချိန်ပွင့်နေပြီပေါ့ဒီ Cherry Band ပွင့်တဲ့အချိန်ဆိုလို့ရှိရင်တခြားမျိုးကတရုတ်တွေတောင်မှဒီမျိုးလေးကိုလာလည်ကြရတယ် Professional video တွေဓာတ်ပုံဆရာတွေတောင်မှဒီပန်းနေအလှကိုလာပြီးတော့ဓာတ်ပုံရိုက်ကြဗီဒီယိုရိုက်ကြတော့နော် drone နေနဲ့ပေါ့သူတို့ရိုက်ထားတဲ့ဗီဒီယိုတွေကတော့ပို့ပြီးတော့လှတာပေါ့ဒီညရဲ့ရှုခင်းနဲ့အလင်းရောင်မီးအလင်းရောင်နဲ့ Cherry Band ရဲ့နောက်ကဒီ museum ပြတိုက်ကြီးရဲ့ view ရဲ့ပေါင်းလိုက်တော့ဓာတ်ပုံရိုက်မယ်ဆိုရင်အရန်ကိုမှလှတယ်ညကလည်းအေးဆေးတည်ငြိမ်ပြီးတော့လမ်းလျှောက်လို့လည်းအရန်ကောင်းတယ်ဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့တယ် TikTok တွေလည်းအများကြီးရိုက်ခဲ့တယ်ညီမလေးတွေဓာတ်ပုံရိုက်နေတော့မှအဲ့ဒီပန်းလမ်းတစ်ခုလုံးစုံတဲ့အထီအောင်တယောက်တည်းလမ်းလျှောက်ခဲ့ပါတယ်အခုက Cherry Band နေလမ်းတစ်လမ်းလုံးရိုက်သွားမှာပါလိုက်ကြည့်ပေးပါဦးနော်ဒါကတော့ဗီဒီယိုရိုက်ရင်းနဲ့တယောက်တည်းလမ်းဆုံးအောင်ထိရှောက်နေရပါကိုရီကြည့်ပဲမဟုတ်ဘဲနဲ့တခြားတရုတ်တွေလည်းလာပြီးတော့ဓာတ်ပုံရိုက်ကြတယ်သူတို့တွေလည်းဗီဒီယိုတွေလည်းရိုက်ကြတယ် TikTok တွေလည်းလာရိုက်ကြတယ်ဒါကတော့လမ်းဆုံးကန်နေပြီပေါ့နော်ပြတိုင်းနာကိုရောက်ခံနေပြီအဲ့ဒီထီအောင်တယောက်တည်းရှောက်နေတာပါတခြားသူတွေအဲ့ဒီတရားလေးပေါ်မှာဓာတ်ပုံတွေရိုက်နေကြတယ်ရိုက်ခဲ့ပါသေးတယ်ဒါကတော့ညီမလေးတယောက်က TikTok ရိုက်ပြီးတာနဲ့ TikTok ရိုက်နေတာပေါ့လိုက်ကြည့်ပေးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာ